OSB ဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီအကောက်တက်ဖွင့်လာတယ်ပေါ့နော်အဲကိုလေးနဲ့မဝင်ကြည့်ပေးပါလို့အဲ့တော့ဒီဆုံးကျွန်တော်ဒီရမယ် GT5 က Google မှာထောင်းရတာဒီထဲမှာလည်းထောင်းရကျွန်တော်လည်းမသိတော့ဘူး GT5 လို့ရိုက်ရှာပြီးတော့ကိုယ့်ကိုကြည့်လိုက်လေဒါမှမဟုတ်လည်းနောက်တက်တနည်းရှိတယ်ဗျအဲ့ဒါနဲ့မထောင်းရင်နေရတယ်ဘာနဲ့လုပ်ရင်ကောင်းမလဲဆိုတော့ Play Store ဝင်မယ်ရ Play Store ထဲမှာဝင်ပြီးဒီ application ကိုတောင်းလိုက်ဒါနော်ဒါလေးအဲ့ဒါလေးကိုတောင်းလိုက်application လေးကိုတောင်းပြီးရင်အဲ့ထဲဝင်လိုက်တကယ်ဆိုလို့ရရင်တော့ GT5 နောက်ဆိုရင်သူကခဏကတက်ဆိုပဲမြင်ရမယ်ဒီမှာဆိုစကတ်အဲ့တော့ခဏဆောင်မြင်ရမယ်ပေါ့နော်ဒါပေါ်လာရင်ဒီနားကဒါလေးကိုနှိပ် search ကိုနှိပ်လိုက်ပြီးရင်ဒါဆိုကျွန်တော် GT5 ဆိုရှိတယ်အဲ့ဒါကိုဆိုရင်လည်းဆိုရင်အဲ့ဒါတော့မနှိပ်နိုင်နဲ့နော်အဲ့ဒါတော့မဟုတ်ဟိုကမရှင်လိုက်လုပ်ပေးရတယ်ဒါတော့ပဲဒါတောင်းလို့ရတယ်ကျွန်တော်ကပြလို့လုပ်လိုက်နော်လဲနော်ကွာမင်းရလဲဆောကြည့်လို့ရတာဗျာကျွန်တော်ဆောလို့ထပ်ထွက်ပြီးသွားလားအဲ့လိုနည်းနဲ့တောင်းလို့ရတယ်နော်ကျွန်တော်ကပြတော့နည်းနဲ့တောင်းလို့ရတယ်ကျွန်တော်ရဲ့အကောင့်နာမည်ကပြောင်းသွားလေးဖြစ်ကျွန်တော်အကောင့်ကို follow လေးလုပ်ပြီးပါအဲ့လိုပဲနော်ကျွန်တော်ဒီအရင်တော့အကောင့်ဝိုင်းရတော့ voice ဆိုတဲ့အကောင့်ပါအခုအကောင့်ကအခုလက်ရှိအကောင့်တစ်ခုပါအခုအကောင့်ပါဆိုရင်ဖြစ်လေးလက်အောင် voice ဆိုပြီးတော့ရှိပါတယ်အဲ့တော့ကျွန်တော်အ channel တစ်ခုလုံး follow လေး channel လေးနှိပ်ပြီးပါအဲ့မှာတော့ဒီ GT5 ဘာလို့ဆောက်လို့ရပါစေပဲဆိုပြောင်းနေမေဘိုင်